要买的瓜，这是要的。好。妮妮，မိမရေကိုဝတ်တွေလှမ်းလာပြီကွာသမီးကြရောအစင်းနဲ့ဖြစ်ပြီလားကိုလောက်သွားဖို့ပြင်ဆင်ရတော့မယ် ဟုတ်အစင်သစ်ဖြစ်ပြီလေမစပွဲပေါ်မှာယူသွားလိုက် ဟာ YouTube ပဲအမြဲကြည့်နေတယ်နော်နေ့အင်တာနက်ကမကုန်သေးဘူးလားဟမ်မနေ့ညကလည်းကြည့်နေတာတညလုံးပဲဒီပစက်တော်ဖြုံးတယ်နော် ငါအင်တာနက်ကမကုန်တတ်ဘူး AIS စင်ကန်နဲ့ဆိုရင်လေ YouTube တောင်အလကားကြည့်လို့ရသေးတယ် ဟောဒါပေမဲ့မိမကြီးငါ့ကိုလေပတ်စံ40လောက်ပေးပါလားစက်ဘိန်းကလေပြားနေလို့လေအဲ့ဒါစက်ဘိန်းလေးဖားခြင်းလို့နော် ပေးဘူး စက်ဘိန်းကဘိန်းတကယ်ပေါက်နေတာပါမင်းရတယ် ။အိုးမပေးဘူးဆိုမပေးဘူးပေါ့ အလုတ်သွားဖို့ဒီစက်ဘိန်းလေးဖားဖို့မင်းစီက40ပဲတောင်းတာပါကွာမင်းရတယ်မပေးရင်လည်းနေကွာငါပရံကခြေချိန်ပဲသွားတော့မယ် ။ရော့ပတ်စံတော့မရဘူးဒါပဲရ ဟာဒါပါလေဟာ ။တိုက်အောက်စင်ကြည့်လေ ဘာရှိလို့လဲ ရှင်းဆက်ဝင်ပေးမှာပါလေ ဆိုင်ငယ်လေးဘူးဟာ ။ရှင်းဟာလေ ဟာဘာလို့ကဟာလဲ ။ရှင်အရန်လိုချင်နေမှကျမသိပါတယ်။ရှင်နဲ့ကျမနဲ့ဆက်ဆက်တွေ့တော့ကလည်းဒီဆက်ပိန်လေးနဲ့ပဲပူစားဆို။အခုအိမ်အောင်ကြတော့လေဒီဆက်ပိန်လေးနဲ့ပဲဆိုတော့ရှင်ကိုအိမ်အောင်တက်လက်ဆောင်ဆိုင်ကယ်လေးဝယ်ပေးခြင်းနေတာကြာပေါ့ ဟောဒါနဲ့နေဒီဆိုင်ငယ်ဝယ်ထားတာနေနဲ့ငါနဲ့စုလာတဲ့ပတ်စံနေနဲ့နေဝယ်ထားရလားဒါမျိုးဆိုရင်တော့ငါမလို့ချင်ဘူးနော် ။မဟုတ်ပါဘူး။အဲ့ဒီပတ်စံတွေကိုလေကျမထိဖို့လေတွေးတော့မတွေးဘူး။ဒါကလည်းလေကျမလိုက်လွှင့်ပြီးဈေးအောင်လို့ရတဲ့ပတ်စံလေးနဲ့ဝယ်ထားတာ။ လိုက်ကိုအဆင်ပြေပြေလွှင့်နိုင်တော့အော်ဒါလည်းများများတင်နိုင်တယ်လေအဲ့တော့ဈေးကလည်းပူရောင်းကောင်းတယ် ပြောလိုက်တာမိမရေ သမီးကြရမိခဲ့အောင်မယ်ကျုပ်ကြီး ကျုပ်ဟင်းကရင်တိုင်းပဲနော် ဒီပတ်စံနေအများကြီးကုန်လာတာလေ ဟောဟုတ်ပါပြီဗျာဟုတ်ပါပြီ ဒီကြောင်းလဲတာနောက်တစ်ခုရှိသေးတယ် ဟာဘာလဲမိမရေ ငါဖုန်းပေးထည့်ပေးရမယ်လို့အဲ့ဒါနဲ့ပဲ AIS 12 call အကန်တန်မရှိအင်တာနက်ကိုပေးရမှာဟာပက်ကီကလည်းလေပေးရတဲ့ဈေးနဲ့အရန်တန်ပြီးဈေးနှုန်းကလည်းအရန်တက်ပါတယ် YouTube လည်းအခမဲ့ကြည့်ရှုနိုင်တယ်လို့ Facebook မှာလည်းလိုက်လွှင့်ပြီးဈေးရောင်းရင်လေလိုင်းအားအရန်ကောင်းတော့အရန်အဆင်ပြေတယ်ဟာ တေချာပေါက်ထည့်ပေးရမှာဗောငါဘာလို့မေ့ရမှာလဲတကယ်တော့ငါ AIS 12ကိုရောင်းကျေးဇူးတင်ရမှာသူ့ကြောင့်နေလဲဝင်ငွေကောင်းကောင်းရနိုင်ခဲ့လို့ငါတို့အိမ်အောင်တက်လက်ဆောင်ကိုလည်းကောင်းကောင်းဝယ်ပေးနိုင်ခဲ့တာမဟုတ်လားငါနေ့ကိုရမ်းချစ်ပါတယ်မိမရေ